တဲ့ခဏီဆိုတော့တဲ့သပင်လေးလဲပေါင်းတင်မယ်ဟဲ့လားခြေထောက်စပါးလေးလဲလုံမယ်အမလေးအပြိုးမှဆေးလဲစိန်နေခြေလဲစိန်နေအော်ဆေးလဲစိန်နေခြေလဲစိန်အော်ကဲပြပြလေးလိုမျိုးဝေါ်ရာတွေလာပြီးတော့ပေါ့နော်ဘီးနဲ့မှာလှုပ်လို့ရပါပြီခြေထောက်စပါးတွေလှုပ်လို့ရပါပြီမိုးရင်းမဲ့ဆိုလို့ရှိရင်ကျွတ်နေနဲ့ပုတ်သေးနဲ့တဲတွေနဲ့ကလေးတွေကခြေထောက်တွေကညစ်ပတ်တယ်ပေါ့နော်မေမေဖေဖေတို့ကလည်းအလုံးအားရတော့တော်တယ်အလုံးမအားရင်လုံးမပေးပြဘူးပေါ့နော်အဲ့လိုတွေရှိပါတယ်အဲ့ဒါကြောင့်မို့လို့ဒီနေ့မှာဘေဘီလေးတွေလည်းခြေထောက်စပါးလာလုပ်လို့ရပါတယ်ခြေထောက်ပေါင်းတင်လို့ရပါတယ်ဆေးစိမ်လို့ရပါတယ်ရှင်သပင်လည်းပေါင်းတင်လို့ရပါတယ်ရှင်အကျော်လေးတွေလည်းပြေသွားမှာပေါ့နော်သူတို့ကလည်းဒါအိမ်မလေးဖိဖိဆိုရင်တော့အသားအကျော်တက်တာသလားကဲတာတနေ့ကုန်ကဲညကြလို့ရှင်လေမမေကြီးနှိပ်ပေးပါဦးလို့ပြောတာအဲ့လိုကလေးလေးတွေအတွက်လည်းပေါင်းတင်ပေးလို့ရှင်ကြောတက်တာပါတယ်စပါးလုပ်ပေးလို့ရှင်discount spa discount ချပေးလိုက်ရမယ်ဝယ်ကြအောင်နော်ဒါစကရလေးတိုင်နေတာပါဒီနေ့ကတော့ကွန်မွန်ဒီနေလေးပေါ့နော်ဒီချာချာလေး baby လေးလည်းဒီချာလေးလောက်ပါတယ် baby ရဲ့ skin လေးနဲ့ပေါ့နော် skin လေးနဲ့အဆင်ပြေတဲ့ပစ္စည်းတွေပဲသုံးပေးရတာနောက်တစ်မျိုးလေးပေါ့နော်ဟိုကတော့ fountain spa လေးပေါ့ပျော်လေးပါဆက်လေးတွေဝင်းဝင်းအီလေးလိုဖြစ်တာလေးဖြစ်ပါတယ်အဲ့လိုချီဝါလေးတွေအစားခြေချောင်းလေးတွေအစားဒီချက်ချောင်းလေးကိုလုပ်ပြပါလိမ့်ရှင်စပါလို့ရှင်ဘောမစပါအောက်ကစကားလို့ဘောကမုတ်ကလေးစားရင်းလေးပေါင်းတင်အမေမိုင်းလိုက်လားဘေဘီရဲ့အတာချက်တွေမဟုတ်လည်းမျိုးလေးပေါ့နော် brush လေးနဲ့လည်းဒီချက်လေးလုပ်ပြပါတယ်စိန်ရှိတယ်ပေါ့ဒီမစားနိုင်ဘူးခုလိုမျိုးပေါ့နော်သူတို့ရဲ့သသားမီမီလေးတွေရဲ့ခြေထောက်ကလေးတွေမှာအသက်မှာပပလေးတွေရှိတတ်ပါတယ်သူကမနမစီပဲနဲ့ရှောက်ပြေးရှောက်စော့ဒါတွေလောက်ထားတာကြောင့်မလို့ပေါ့နော်အဲ့ဒါလေးတွေကိုလည်းကျမတို့ကအနုစားလေးနဲ့ပေါ့နော်တိုက်တဲ့အနုစားလေးနဲ့တေချာလေးတိုက်ပေးပါတယ်ရှင်ဟောဒီမှာလည်းစတိုင်နေကြတယ်မုတ်ကလေးနဲ့ TV လေးဖုံးလေးနဲ့အလန့်စိန်ခံလို့ကောင်းလိုက်မျိုးပေါ့နော်ခြေသေးလေးတွေကသူတို့ကကလေးတွေဆိုတော့လေသူတို့ကိုသူတို့လည်းမလောက်တတ်ဘူးညစ်ပတ်နေတယ်ပေါ့ခြေသေးထိတ်ကလေးတွေတောင်းလေးတွေညစ်ပတ်နေလို့ရှိရင်ဒါမျိုးလေးတွေလည်းတိတိကျကျလေးလုပ်ပေးပါတယ်ကဲမမေဖေတို့ကမလောက်အားဘူးလုပ်တယ်ရှုံနေလို့မလုပ်ပေးရဘူးသေးကြတယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ဗီနက်ကိုဘေဘီလေးတွေကိုပို့ပေးပါနော်ကျေးဇူးပါ